ချင်းများနဲ့လုံလိုက်ရှိလာမဲ့ဟိုလေခလေးဘဝလောက်ပြောကြတွေလည်းမကောင်းတော့တာအမှန်ပဲသမိန်တွေစီးခဲ့ကြတယ်တို့လမ်းတွေလျှောက်ခဲ့ကြတယ်စာကြနောက်ကြစိတ်ဆိုးကြတယ်စာတွေချက်ခဲ့ကြတယ်စိတ်ကောက်ကြတာရှိတယ်ပြန်ချော့ခဲ့ကြဘူးလေအိမ်မှာနေနေရှင်းနေပဲတယ်လီဖုန်းတွေပြောခဲ့ကြတယ်ခါလေးမှာအပေါင်းသိတဲ့ကြပြစာအုပ်တွေလုပ်တယ်ရှင်းတွေပါတွေမောရင်နဲ့ရီစားလေးတွေထားတယ်စောင်းမမီတွေထိုးနေချိန်ကတည်းကပြီးခဲ့ကြတယ်တို့ရဲ့အသက်ကိုယ်ရဲ့တချင်တွေဒီဇင်ဘာရဲ့နှင်း